ကဘာကျော်အိန္ဒိယမင်းသားရှာရုခန်းကိုဖက်ကချစ်စကားပြောခွင့်ရခဲ့တဲ့မြန်မာနိုင်ငံသူလေပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ရှာရုခန်းကတော့ကဘာကျော်မင်းသားတစ်ယောက်ဖြစ်တယ်လို့မြန်မာပြည်မှာလည်းသူ့ကိုချစ်ခင်ကြတဲ့သူတွေအများပြားကိုရှိနေတာပါငယ်စဉ်ကတည်းကအောင်မြင်ကျော်ကြားခဲ့တဲ့ရှာရုခန်းကအခုချိန်ထိလည်းအရွယ်တင်ကခံညားနေတုံးပါပဲရှာရုခန်းရဲ့တရုပ်ဆောင်ပုံတွေနဲ့ရုပ်ရည်ကိုမိန်းကလေးတိုင်းကကြွေကြတာပါမြန်မာနိုင်ငံမှာဆိုရင်လည်းရှာရုခန်းကိုအသေးဆွဲအမျိုးသမီးတို့ကြီးရှိကြပါတယ်။ဒါပေမဲ့နိုင်ငံကလည်းမတူတဲ့အတွက်တွေ့နိုင်ဖို့အခွင့်အရေးဆိုတာရှားပါပါတယ်။ရှားလွန်တဲ့အခွင့်အရေးကိုရဖို့အတွက်လည်းဖန်တွေရဲ့မျှော်လင့်ချက်ပါ။ရှာရုခန်းကိုတွေ့ကနှုတ်ဆက်စကားပြောချင်ကြတယ်ဆိုပြီးအိမ်မက်လေးတွေရှိကြပါတယ်။ဒီအိမ်မက်ကိုမိမျိုးကကောင်မလေးတစ်ယောက်ကအကောင့်ထဲပေါ်နိုင်ခဲ့ပါတယ်။လူပေါင်း9000ကျော်ရှိတဲ့ကြားထဲမှာရှာရုခန်းကိုပြေးဖက်ကချစ်တယ်လို့ပြောနိုင်ခဲ့တာဖြစ်ပါတယ်။ဖြူနှင်းတွေကဒူဘိုင်းမြို့ကိုအလုပ်လုပ်ဖို့ရောက်ရှိနေခဲ့တာပါ။အဲ့ဒီအချိန်မှာသူလို့တဲ့ကုမ္ပဏီကနေပွဲတစ်ခုအတွက်ဖိတ်ကြားခံရပါတယ်။အဆိုပါပွဲကတော့ဒူဘိုင်းမှာရှာရုခန်းနာမည်နဲ့တာဝါတစ်ခုစောက်ကမိတ်ဆက်တဲ့ပွဲဖြစ်ပါတယ်။အဆိုပါပွဲကိုဒူဘိုင်းကနာမည်ကြီးကုမ္ပဏီတွေအများအပြားတက်ရောက်ခဲ့ကြပါတယ်။အဆိုပါပွဲကိုဖြူနှင်းတွေတို့ရုံးကလည်းတက်ရောက်ခွင့်ရခဲ့ရပါရှာရုခန်းကိုအယူမှုကြိုက်တဲ့ဖြူနှင်းတွေကလည်းဒီအခွင့်အရေးကြောင့်အရန်ကိုပြောခဲ့ပါတယ်။ TV ထဲမှာသာအမြဲမြင်တွေ့ခဲ့ရတဲ့ရှာရုခန်းရဲ့ပွဲကိုတက်ရမယ်ဆိုတာကြောင့်ပါ။သူ့အနေနဲ့တေချာပေါက်အနီးကပ်မြင်တွေ့ရလိမ့်မယ်လို့ရာနှုန်းပြည့်ခံမှန်းထားခဲ့တာပါ။ဒါပေမဲ့တကယ်တမ်းပွဲတွေရောက်သွားချိန်မှာတော့ထင်ထားသလိုမဖြစ်လာခဲ့ပါဘူး။လူများလုံးတဲ့အတွက်ရှာရုခန်းနဲ့တွေ့ခွင့်လုံးဝမရပါဘူး။စင်ပေါ်မှာမိတ်ဆက်ဖို့အတွက်ကလည်းသူမမှာလုံးဝအခွင့်အရေးမရှိတာပါ။အကြောင်းရင်းကတော့ CEO တွေကသာရှာရုခန်းနဲ့မိတ်ဆက်ကဓာတ်ပုံရိုက်ခွင့်ရှိတာကြောင့်ပါအဲ့ဒီအချိန်မှာဖြူနှင်းတွေကရှာရုခန်းကိုချစ်တဲ့စိတ်နဲ့လုံမိလို့ရလုံမိပါတော့တယ်စင်အောက်မှာထိုင်နေရကနေရှာရုခန်းရှိတဲ့စင်ပေါ်ကိုပြေးတက်ခဲ့တာပါအဲ့ဒီအချိန်မှာစင်အောက်မှာစောင့်နေတဲ့လုံခြုံရေးဝန်ထမ်းတွေကလည်းတားမြစ်ကြပါတယ်ဒါကိုလည်းဖြူနှင်းတွေကအစံသားတွေပြင်းထန်နေခဲ့ရကြောင်းရှာရုခန်းနဲ့တွေ့ရဖို့သာသူ့မှာစိတ်ကဥဆောင်နေခဲ့ရပါနောက်ဆုံးမှာတော့မရမကကိုစင်ပေါ်ကိုတက်သွားခဲ့တာပါရှာရုခန်းကလည်းသူ့ကိုတက်ခွင့်ပြုလိုက်တာဖြစ်ပါတယ်အဲ့ဒီအချိန်မှာဖြူနှင်းတွေကရှာရုခန်းကိုပြေးဖက်လိုက်ပါတယ်ဒါအပြင်သူ့ပါဇက်ကနေ I love you ဆိုပြီးတော့ထုတ်ပြောခဲ့ရပါသူကဖန်အကြီးစားတယောက်ပါဆိုပြီးတော့ရှာရုခန်းတီအောင်ပြောလိုက်သေးတာပါဒီလိုပြောပြီးတဲ့အချိန်မှာရှာရုခန်းကလည်းသူမကိုကောင်းကောင်းမွန်မွန်သာဆက်ဆံပါတယ်လက်ကိုအိတ်ကထဲမှာထည့်ထားတဲ့အချိန်မှာတောင်ပြန်ထုတ်ပြီးတော့ဖြူနှင်းတွေကိုပြန်ဖက်ခဲ့တာပါဒါအပြင်စင်အောက်ကိုပြန်ပို့ပေးမယ်နော်သမီးဆိုပြီးရှာရုခန်းကတော့ဖြူနှင်းတွေကိုစင်အောက်ကိုပြန်ပို့ပေးလိုက်တယ်လို့သိရပါတယ်ဖြူနှင်းတွေအတွက်ကတော့အခုလိုလှုပ်ခွင့်ရလိုက်တာကသူ့ဘဝအတွက်လှုပ်ချင်တဲ့စံတာလေးတစ်ခုကိုဖြည့်ဆည်းလိုက်နိုင်တာပါရုပ်ရှင်လောကမှာရောစီးပွားရေးလောကမှာပါထက်မြက်တဲ့ရှာရုခန်းကိုသူ့အနေနဲ့အပြင်မှာချစ်တယ်လို့ပြောနိုင်ခဲ့ကအနီးကပ်တွေ့ခွင့်ရလိုက်တဲ့အတွက်အရန်ကိုပျော်ရွှင်နေပါပြီ။စီမော်ရောက်တဲ့ချိန်မှာစိတ်လှုပ်ရှားနေတဲ့အတွက်ဓာတ်ပုံလည်းမရိုက်လိုက်ရပါဘူး။ရှာရုခန်းကိုလည်းဓာတ်ပုံရိုက်ခွင့်မတောင်းဆိုလိုက်ရပါဘူး။ဖြူနှင်းတွေအတွက်ကတော့ရှာရုခန်းနဲ့အနီးကပ်တွေ့ပြီးနှုတ်ဆက်လိုက်ရတာနဲ့တင်လုံလောက်နေပါပြီ။ဒါအပြင်သူမကမြန်မာဖန်မာလို့လည်းမပြောပြလိုက်ပါဘူး။မြန်မာနိုင်ငံကရှာရုခန်းရဲ့ဖန်တွေကတော့ဖြူနှင်းတွေကိုအရန်အားကြနေကြတာပါ။ဖြူနှင်းတွေကသူတို့ဖြစ်ချင်တဲ့စံသားတစ်ခုကိုလက်တွေ့အကောင့်ထဲပေါ်နိုင်ခဲ့တာကြောင့်ပါဒါပေမဲ့မြန်မာနိုင်ငံကလူတွေကဖြူနှင်းတွေအနေနဲ့မြန်မာပရိသတ်ပါလို့မပြောတဲ့ပုံမှာအားသိမ့်မရပါဘူးမြန်မာမှာလည်းရှာရုခန်းကိုအားပေးတဲ့ပရိသတ်တွေအများကြီးရှိနေတယ်ဆိုတာကိုသိစေချင်တာပါဖြူနှင်းတွေကလည်းစိတ်လှုပ်ရှားနေရကြောင်းသူကမြန်မာကပါဆိုပြီးတော့ဝမ်းသာအားရနဲ့မပြောလိုက်နိုင်တာပါမပြောလိုက်မိရဲ့အတွက်လည်းနောင်တအနေငယ်တော့ရပါတယ်ဒါအပြင်ဖန်ဒီအပေါ်မှာထားတဲ့ရှာရုခန်းရဲ့စိတ်ကိုလည်းအပြည့်အဝမြင်တွေ့လိုက်ရပါတယ်တချို့တွေဆိုရင်အခုလိုစင်အောက်ကနေလုံခြုံရေးတွေတားတဲ့ကြားတွေကပြေးတက်လာတဲ့ပရိသတ်ကိုဝမ်းသာအားရစီးကြိုဖို့ဆိုတာရာနှုန်းပြည့်မသိကြပါဘူးရှာရုခန်းကတော့သူ့ရဲ့ပရိသတ်အတွက်တခြားသူတွေအပြစ်မဖို့ကြဖို့အပြည့်အဝကိုကာကွယ်ပေးခဲ့တာပါရှာရုခန်းရဲ့ပရိသတ်ဖြစ်ရတာဂုဏ်ယူစရာကောင်းပါတယ်ရှာရုခန်းကိုစင်ပေါ်အထိပြေးတက်ကစစ်တယ်လို့ပြောနိုင်ခဲ့တဲ့ဖြူနှင်းတွေအပေါ်ပရိသတ်တွေရဲ့အမြင်ကိုလည်းဝေမျှခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်